ယခုတင်ဆက်နေတာကတော့ရှမ်းတိုင်းရင်းသားမျိုးနွယ်စုဝင်တိုင်းခမ်းတီလူမျိုးတို့ဤချက်ဖကိုအကနဲ့တေးဂီတတို့ပဲဖြစ်ပါတယ်ရှင်တိုင်းခမ်းတီဖုံလက်ကွင်းစီမောင်းတို့ဖြင့်စုပေါင်းဖျော်ဖြေတင်ဆက်နေတာပဲဖြစ်ပါတယ်ရှင်